Hello အားလုံးပဲမင်္ဂလာပါနော်ဒီနေ့တင်စားဆရာမမွန်ဟောစီရေးသားထားသောဟန်ချက်ညီသောဘဝစာအုပ်ထဲကမြင်ပြီးတော့တင်စားကြိုက်တဲ့တိုက်ပွဲကိုစီရှိကြသည့်ခေါင်းစဉ်အကြောင်းလေးကိုဖတ်ပြချင်ပါတယ်အားလုံးပဲအဆုံးထိနားထောင်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်တိုက်ပွဲကိုစီရှိကြသည်မင်းညာကအွန်လိုင်းကမှားထားတဲ့ပစ္စည်းတစ်ခုလာပို့တာအတော်နောက်ကျတယ်နေကင်းဘက်သူလာပို့တဲ့အချိန်မှာကိုကလည်းအပြင်ထွက်သွားပြီးဖုန်းကိုယူမထားမိလေတော့သူကလည်းအခါပေါင်းများစွာဆက်ထားဆိုင်ကလည်းတဟိုင်းဟိုင်းနဲ့လုံနေတော့အိမ်ပြန်ရောက်ရှင်စိတ်ရှုပ်သွားတယ်အိမ်လိပ်စာပြန်ညွန်ပြရပြန်တော့ကျမလေတန်ကစိတ်မရှိတန်ပေါက်နေတာကိုခုဘာသာတတိထားမိတယ်တေချာကြည့်မပေါ့ဆိုတာမျိုးပြောလိုက်မိတယ်သူရောက်လာတော့ကိုကမိဖို့ခန်းထဲမှာယောက်ျားအတွက်ညစာပြင်နေတဲ့အချိန်စပိန်လေးနဲ့ကောင်လေးကိုတွေးပြီးစိတ်ထဲမကောင်းဖြစ်သွားမိပါတယ်တကယ်ဆိုသူဖုံးဆက်တဲ့အချိန်မှာသူ့ကိုကောင်းကောင်းမွန်မွန်လေးပြောလိုက်တဲ့နဲ့လို့တွေးမိတယ်ရင်ကျေးတဲ့စကားစိတ်ရှည်တဲ့အတန်ဟာသူ့အတွက်အားတစ်ခုဖြစ်နေမှာပေါ့လေပိုးကလေး2000ရဖို့အတွက်ညဘက်တောင်စပိန်နေပြီးလမ်းကြိုလမ်းကြားတဲ့ဝင်လာခဲ့ရတယ်အခါဖုံးဆက်လိုက်မိတော့လဲသူ့မှာပစ္စည်းမှပြီးမှမယူရင်ဘယ်လိုလုပ်မလဲဆိုတဲ့စိုးရိမ်ပူပန်မှုတွေရှိနေခဲ့လိမ့်မယ်ဒီကြားတဲ့စိတ်မရှိတန်တွေနဲ့ကြုံရတဲ့အခါမာနကိုရှိုးချထားလိုက်ရတာမျိုးလဲကြုံခဲ့ရလိမ့်မယ်သူများတွေညစာထမင်းစားတော့မဲ့အချိန်မှာဘသူကပစ္စည်းလိုက်ပို့တဲ့အလုပ်ကိုလှုပ်ရှင်ပါမလဲလေကျမတို့ဟာကိုယ်ဆန္ဒနဲ့ကိုဘဝကိုအမြဲတမ်းဗဟိုပြုပြီးစဉ်းစားတတ်ကြတယ်အဲ့ဒါကိုစက်ကဲလို့ခေါ်ပါတယ်လိပ်စာရေးပေးထားတာသူမကြည့်တော့ဘူးစသဖြင့်တွေးတတ်ကြတယ်တကယ်တော့သိလွယ်ကူရိုးရှင်းတဲ့ဘဝဆိုတာဘသူစီမှမရှိနိုင်ပါဘူးဘဝတွေအခြေအနေတွေဟာကျမတို့တွေးထင်ထားသလောက်မလွယ်ကူပါဘူးလူတိုင်းမှာဖြေရှင်းနေရတဲ့ပြဿနာတွေကိစ္စတွေရှိတယ်ပြည်တန်စာလေးတွေဆိုရင်လူတွေကအထင်သေးကြတာပဲသူ့ဘာသာဝါနာပါလို့ပဲလှုပ်ငွေကြီးကြောင့်လှုပ်အလုပ်သဘောအရာခေါ်တဲ့သူနောက်လိုက်ရရှာတာပဲသူ့ကိုအလုပ်ပေးတဲ့သူထဲမှာလူမသိအောင်မူးပြီးရွေးပြင်းနေစောနေတဲ့သူလဲပါရှင်းပါမှာပဲသူဘလောက်တောင်စိတ်ညစ်လိုက်မလဲဒါပေမဲ့သူညင်းဆိုလို့မှမရပဲညင်းလိုက်ရင်ဖောက်တဲ့ပြက်မယ်နောက်တစ်နေ့ထမင်းဘလို့စားရမလဲလူတစ်ယောက်ကိုအထင်သေးလိုက်တယ်စိတ်ထဲထင်သလိုပြောဆိုပြလိုက်တယ်အပြစ်မြင်လိုက်တယ်ဆိုတာသိလွယ်ပါတယ်ဒါပေမဲ့တချို့ဘဝတွေတချို့အချိန်တွေမှာဘဝကိုကျင်လည်နေရတဲ့သူတွေဟာအမြဲတမ်းပျော်နေကြတာတော့မဟုတ်ပါဘူးဒီအချက်ကိုကျမတို့မိနေခဲ့ကြတယ်လူတိုင်းဟာတိုက်ပွဲတွေကိုစီတိုက်နေရတဲ့သူတွေပါသူဘာမှမလုပ်နိုင်တော့ဘူးသူငြိမ်သက်သွားပြီလို့ထင်ခံရတဲ့လူနာတယောက်တောင်မှဈေးရုံကတင်ပေါ်ကမြေသူ့တိုက်ပွဲကိုသူတိုက်နေရသေးတာပဲတချို့တွေကကိုယ်အတွင်းစိတ်နဲ့ကိုပြန်တိုက်နေရတယ်တိုက်ပွဲခေါ်တဲ့တွေစူညံနေခဲ့တယ်ကိုကြိုက်လောက်အောင်မနှဲပြန်စူးစမ်းနေရတယ်သူတို့ရဲ့ဘဝဖြတ်သန်းမှုတွေကိုကျမတို့မသိနိုင်ပါဘူးသူ့အခက်အခဲတွေကိုကျမတို့မသိနိုင်ပါဘူးသူဘာတွေလုပ်ခဲ့တယ်လဲဘာတွေဖြစ်ခဲ့တယ်လဲဘာတွေကြုံခဲ့ရတယ်လဲဆိုတာကျမတို့မသိနိုင်ပါဘူးဒါကြောင့်ဘသူကိုမဆိုနစ်နစ်နာနာမပြောမိခင်အပြစ်မတင်မိခင်အထင်မသိမိခင်သူ့ဘက်ကအရှိန်လေးကိုအရင်စဉ်းစားပေးတတ်ဖို့လိုပါတယ်ခဏလေးပဲစဉ်းစားပါအဲ့ဒီအကျိုးဟာနှစ်ဦးနှစ်ဖက်စိတ်အေးချမ်းရမှာပါကျမလည်းစူးစမ်းနေပါတယ်လူတိုင်းဟာသူ့အကြောင်းနဲ့သူပါပဲမတူကွဲပြားတဲ့တိုက်ပွဲကိုစီကိုတိုက်နေရတဲ့သူတွေပါပဲအားလုံးအဆုံးထိနားထောင်ပေးလို့အရန်ပဲကျေးဇူးတင်ပါတယ်တတာ